မိသားဖို့ဟီစွာကျမခန္ဓာတဲ့ဟော်ဒီလူတော်မင်္ဂလာအကျွေးမွေးလေးကောင်းတာပြုစင်စေတနာသဘောလေးကချစ်စရာအလူရှင်နေပါအိုးလာပါကြောပါသမီးချောင်းစီလုံးမောက်တီလူတာစပူဘောခွေမလူတော်မင်္ဂလာချင်းတဲ့စွာမိသားဖို့ဟီစွာကျမခန္ဓာတဲ့ဟော်ဒီလူတော်မင်္ဂလာအကျွေးမွေးလေးကောင်းတာပြုစင်စေတနာသဘောလေးကချစ်စရာအလူရှင်နေပါအိုးလာပါကြောပါသမီးချောင်းစီလုံးမောက်တီလူတာစပူဘောခွေမလူတော်မင်္ဂလာချင်းတဲ့စွာ
ဖို့ရွေစွာကြုံမခံနာတဲ့ဟော်ဒီလူတော်မင်္ဂလာအကျွေးမွေးလေးကောင်းတာပြူစင်စေတနာသဘောလေးကချစ်စရာအလူရှင်နေပါအိုးလာပါကြွပါခမင်းကြီးချောင်းစီလုံးမောက်တီလူတာစပူဘောထွေးမလူတော်မင်္ဂလာချိန်သေးစွာလက်ကောက်တန်လေးလို့ပါလက်ကောက်တန်လေးဒူလူမကွယ်လူလေးသိရှိအောင်စီစဉ်ထားပုံကလက်ချခါတဲ့စီစဉ်ထားလိုက်ပုံကလက်ချခါလောက်ပါတယ်ဒူလူမကွယ်လူလေးသိရှိအောင်စီစဉ်ထားပုံကလက်ချခါတဲ့စီစဉ်ထားလိုက်ပုံကလက်ချခါလောက်ပါတယ်မနဲ့ဆိုလေမမောင်နာတမယာရဲ့စီရောင်စုံမင်းတွေနဲ့ထေဝခမယာတောင်းနာပါတယ်ကျွေးမွေးကလည်းပြောစရာမရှိရင်ဝတ်သားချက်သားငချောက်ချင်ရှိတဲ့ကြံရည်တွေနှကမ်းမစီရီအောင်စားစံတွေအပေါ်မပြောမပေါ်ပါတယ်ရိုင်းဆန်းရှာရိုင်းဆန်းရှာဒီအလူဟာရိုင်းဆန်းရှာပဲကွယ်တို့အလူမကွယ်လူလေးသိရှိအောင်စီစဉ်ထားပုံကလက်ပြခါတဲ့စီစဉ်ထားပုံကလက်ပြခါလောက်ပါတယ်ဟောဒူလူမကွယ်လူလေးသိမရှိအောင်စီစဉ်ထားပုံကလက်ချခါတဲ့စီစဉ်ထားလိုက်ပုံကလက်ချခါတော့ပါတယ်မနဲ့ဆိုလေမမောင်နာတမယာရဲ့စိတ်ရောင်စုံမင်းတွေနဲ့ထေဝခမယာတောင်းနာပါတယ်ကျွေးမွေးကလည်းကြောစရာမရှိတဲ့ဝမ်းသာချက်သာလေးလေးလေး ကြင်ရည်တွေနှကမ်းမစီရရဲ့အောင်စားစံတွေအပေါ်မပြောမပူပါတဲ့ပြိုင်ဆန်းရှာကြိုင်ဆန်းရှာဒီအလူဟာပြိုင်ဆန်းရှာပဲကွယ်အပြုတ်ကမကြီးတဲ့အလူကကြီးကဒီနေရာမှာထိုင်ပါဒီနေရာမှာဆောင်းပါနေဝဲတေးလေးမတက်ခဲ ပါရမင်းချီပဲအလင်းမကြီးတာတနာတရားလေးတွေအကောင်းနေစီလေးကောင်းရလက်ဖက်ပွဲနေရှင်တွေကြလဲမပြတ်အောင်တဲ့ယူကျင်တာယူစားကျင်တယ်လို့စားသဘောချိုင်မနာခံဟောတိုက်ကျွေးလိုက်မေ အပူမပြောပူပါတဲ့ကြိုင်ဆန်းရှာ အလုံးကြီးလူတကာမကြီးအလုံးတကာကြီးဆိုရင်အလုံးတကာမကြီးဘောတင်မာကြီးတော့တာလာကျန်တာလေးပေါင်းဆွမ်းသက်အောင်ပိဋကတဲ့ရဟန်းနဲ့ရှင်သူနာဂအမှုတော်ပွဲကြီးမှာတဲ့လည်းထားလို့ရှိတဲ့တော်များဝေယံဆုံးမှာအပြုတ်
မကြီးတဲ့အလူကကြီးကဒီရမှာထိုင်မှာဒီနေရာမှာဆောင်းမှာအဝိတူလေးတက်ခဲ့ပါမီချီပဲအလူမကြီးရတရားတရားလေးတွေအောက်ကောင်းနေစီလေးကောင်းရလက်ဖက်ပွဲနေရှင်တွေကြလဲမပြတ်အောင်တဲ့ယူကျင်တာယူစားကျင်တယ်စားThe ball time now can hold tight to it like me. A boom of your body, dine sunshine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 . Aloha, dine sunshine, baby. Aloha, dine sunshine, baby. Aloha, dine sunshine, baby. မရှိပါဘူးနော်သားလေးကိုဘဝရဲ့ရှင်ပြန်သင်ငန်းကြည့်လို့ပြောကုန်းခန့်ကမစင်းစားဘူးနော်ဝမ်းမြောက်ဝမ်းသာလူရလို့ပြောစိတ်ထဲမှာပြောစိတ်ထဲကပြောသမီးရင်ချောင်းစီတပေါင်းခရီးကကြားအောင်လူမယ်နော်မန္တလေးကစိတ်ပူထုဆိုင်တဲ့လူကြီးကြီးလို့ပြောမရှိပါဘူးသမီးလေးကိုနဲ့တောင်းနေငါပြုလို့ပြောကျွေးရတာဝင်ရတာစိတ်မကွာပါဘူးနော်စိတ်ချမ်းသာလို့ပြောကိုကြမ်းမလို့ပြောထမင်းချမ်းစီတပေါင်းခေးကျန်အောင်လူပဲနော်မန္တလေးကစိတ်ပေါ်ထုံးဆိုင်တဲ့အလူတွေပဲလို့ပြောမရှိပါဘူးနော်သားလေးကိုဘဝရဲ့ရှင်ပြန်သင်ငန်းကြည့်လို့ပြောကုန်းခန့်ကမစင်းစားဘူးနော်ဝမ်းမြောက်ဝမ်းသာလူရလို့ပြောစိတ်ထဲမှာပြောစိတ်ထဲကပြောသမီးရင်ချောင်းစီတပေါင်းခရီးကကြားအောင်လူမယ်နော်မန္တလေးကစိတ်ပူထုဆိုင်တဲ့လူကြီးကြီးလို့ပြောမရှိပါဘူးသမီးလေးကိုနဲ့တောင်းနေငါပြုလို့ပြောကျွေးရတာဝင်ရတာစိတ်မကွာပါဘူးနော်စိတ်ချမ်းသာလို့ပြောကိုကြမ်းမလို့ပြောထမင်းချမ်းစီတပေါင်းခေးကျန်အောင်လူပဲနော်မန္တလေးကစိတ်ပေါ်ထုံးဆိုင်တဲ့အလူတွေပဲလို့ပြော
တော့အလူကိုဘာဖြစ်နေစမလားတော့ဖြစ်နေတော့ကအလူစမလားစေတနာပါလူပုံများလူတကာလူရှိဘဝကိုအကြောင်းဆိုင်လို့ကြော်ဆိုနေရကင်းကိုဒီဒါနာဆွမ်းကချောလာအလူကြီးပေးအထေးကြီးဖြစ်တဲ့အလူတကာလူချက်ပြုတ်ကျွေးမွေးကာယဒါနာယူကျမတို့တို့ရဲ့တဘာဝပကားတနမပါလာကြကဝိုင်းဝန်းလို့ကူမန္တကြီးကအလုံးလာပါပရိသတ်တွေလေးစီကလာသမျှဘာမှမလို့ကျွေးမွေးတာလေတန်ရှိတန်ရအလူတကအလူငါစိတ်တိုင်းကြရှိရဆိုချေပြီးကလူတမျှအနောက်ကဝင်လာမစဲလူတိုင်းကြလို့ရအလူကြီးပေးသည်များအသေးကြီးဖြစ်တဲ့အလူတကအလူမှာကြောက်ကြပါတော့ဓမ္မမှုစီပြောကြပါဘောဂရာဘုရားရှင်ညီညာပြပြဒီဘက်စီကိုကြပါအောင်သူစီဘောပေါင်းလို့သိရှိစွာယောဂကိယံပိခင်ရောက်ကောင်းမှုလားဖြစ်ပါစေခြင်းလားဒီဘဘိုးဘောတို့အမွေနဲ့စင်မှဖြစ်သောဘုရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဥသောယရဏသုံးပါးမြတ်ဆုံးတဲ့နေ့ကွာဒီဘဘိုးဘောဆရာမြတ်မှာပေါ်၌ဒါယကဝိဇ္ဇာမနောကမြင်မှမလို့ဖြစ်ဒီပါစေဒီရှိကဒီပါစေဘုရားယောဂကိတို့ဆံမှာချမ်းသာရေးရပါလိမ့်ဒီဖြင့်ယူသည်ဉာဏ်တို့လည်းသုံးမွေးရှိကိုဘုရားဘုရားမလျော့ကရုဏာရသောဘုရားဗနာမကုသကစေတနာရင်းလေးကို
မိတို့ကာယနာပြဘုရားသုံးလင်းသောဒီမြတ်စွာဘုရားသာသနာတော်၌ပစ္စယဓမ္မနထာနာတို့ရဲ့ဆောသက္ကလူတန်းကြီးယူသောဒါနနဲ့ကုသိုလ်အစင်းသားတိတာမင်္ဂလာတိတာကတိကာတမင်္ဂလာစဉ်ပညာကျင့်မှပြု၍ဘုရားမှုရှိသောတန်ခါးတော်ရှိသူများတို့မွန်မြတ်သောဆွမ်းတဲ့ဟောခြင်းသူကြီးရတာဘုရားတို့သက္ကလူတန်းကြီးယူသောဒါနကုသိုလ်အစင်းသားတို့များမကယရှိနေနာမရောက်တော်မူလာကြကုန်သောအဲ့ဒီတော်မွန်မြတ်သောခေဘဘုန်းကြီးတို့သက္ကပိကံလူတန်းကြီးယူသောဒါနနဲ့ကုသိုလ်အစင်းသားတို့ဒါနကောင်းမှုကြောင့်ပြီးသောတိကြလုံးပေါင်းသီလကုသိုလ်အစင်းသားဝန္ဒကြတဲ့ဘာဝနာများကုသိုလ်အစင်းသားဤလေဝိပူရအောင်ဝိကူကြီးဆောင်ရသောဝိယဝုစာကုသိုလ်အစင်းသားဤကတို့ပေါင်းများများရရသောအစင်းသားဖြာပြည့်ရမိတို့လူကြီးအလောကီသန္တာလောကုတ္တရာသန္တာဖြာပြည့်တဲ့ဘဝစတိုင်းအသက်ရှိခြင်းအစင်းလာခြင်းခွာကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတို့အမှုကြီးခြင်းတို့ကျူရတရားတို့နဲ့ကိုယ်ဒီကိုယ်ငါပြည့်စုံကြကုန်ပြီဒုက္ခကတိချုပ်ရင်ယမညနိဗ္ဗာန်သို့လေကူတော်ခြင်းလင်းမြန်တော်တိဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်ရမောမှုလည်းနိုင်ရသည်ဖြစ်ကြပါစေဘုဇောခံခိုင်မြတ်တစ္ဆာသိရင်ပါ၍သောက်ပြဘုံတွင်ဘုရားရှင်ဒီတော်များသည်အမြဲကင်းပြောင်းယောဂကင်းပြောင်းသံဃာရောအောင်ဥတည်မြတ်နိုးလက်ဆုံးမိုး၍ဒီဘဝ၏ဗျာဘုရားဘုရားကံဘုဝေယဘုရားရာธิပါယဘုဒ္ဓတ္တအာထာယဘုရားရာธิပါယဘုဒ္ဓတ္တဘုဝေယသံဃာရာธิပါယကုဏလုံးသာယဖယနိညာစဉ်ဒီပါစေကုဏလုံးသာယတရာနိညာစဉ်ပြောပါစေကုဏလုံးသာသံဃာတော်များဘဝချမ်းသာပေးပါစေဣတရဏဂမနမဟာမိကုဏံရှိတတဝါမတ္တပါသောရတိက္ခာဒိမာယိအာဒိနာဒါနာဝေမိတေဘာဗန္တမာရိယာမိအဘိဥစ္စာမခိုးပါသောရတိက္ခာဒိမာယိဘာနာမတိမာပါသောရတိက္ခာဒိမာယိဘုဒ္ဓဝါဒဝေရမိတေဘာဗန္တမာရိယာမိသက္ကာလိညာမပြောပါသောရတိက္ခာဒိမာယိသုရာမေရိယမစ္ဆပမဒဌာနာဝေမိတေကာရန္တမာရိယာမိမူရတေဇာမလောက်ပါသောရအနာကိုယ်ကိုယုံမပြောငါသတိကြတယ်တော့တောင်းနေပြီငါသတိကြတယ်တော့တောင်းလို့ပုဂ္ဂိုလ်ရဲ့ကဲတနာပါလေတရားနာစဉ်ထိမာဤဒီလိုမယုံဘူးဒီလိုမယုံလို့တရားနာစဉ်ဆရာမပြရတဲ့ပုဂ္ဂိုလ်ပိုးလိုက်လို့ဖြစ်ပြလိုက်လို့ဆိုလို့ရတယ်ေဘလမူရဒေသာမတော့ပါတရားနာခြင်းထိမာဤ
အာလုံးတကဝါဒီယံဝါသံဃာကြပါစေဒီယံပေရှင်သို့ရည်ခြင်းဆင်းရဲမရှိဖြစ်ပါစေငါတို့ကဘာမှာလူများစွာသံဃာကိုသိရပါစေဒီယံပေရှင်သို့ရည်ခြင်းဆင်းရဲမရှိဖြစ်ပါစေငါတို့ဒီမှာလူများစွာသံဃာကိုသိရပါစေဒီယံပေရှင်သို့ရည်ခြင်းဆင်းရဲမရှိဖြစ်ပါစေငါတို့မြို့မှာလူများစွာသံဃာကိုသိရပါစေဒီယံပေရှင်သို့ရည်ခြင်းဆင်းရဲမရှိဖြစ်ပါစေလူရဘွယ်မှာလူများစွာသံဃာကိုသိရပါစေဒီယံပေရှင်သို့ရည်ခြင်းဆင်းရဲမရှိဖြစ်ပါစေဘုရားဘုရားနေပြီးတော့သိနေတာကိုသနာသနာကိုပြောလိုက်ကြတယ်သိနေကျွန်တော်ပြောပြတယ်သူကကောင်းပြီးတော့ဘာမှအကျိုးမရှိဘူးဘုရားဆိုနေတယ်ဒါပေမဲ့ပြီးတော့ဘာမှအကျိုးမရှိမှလည်းဆိုနေတယ်နော်ဘုရားပြောပြတယ်ပြီးတော့မလိုက်နိုင်ဘူးမလိုက်နိုင်ဘူးတော်တော်ကူတန်ခုပဲဆိုတတ်နိုင်နော်ဘုရားပြောပြတယ်လိုက်မလိုက်နိုင်ဘူးမတတ်နိုင်ဘူးလေကိုယ်လည်းကကိုယ်ကံလေကိုယ်ကြီးကကိုယ်ကံလေအဲ့တော့ဝေယဝဒဝိုင်းကိုလို့ရတယ်အပြောလို့မရဘူးတတ်လားသူလည်းသူများလူဝိုင်းလို့ကူဝေယဝဒမေတ္တာနာလူရှင်လေးရကိုလေးရဝေယဝဒမေတ္တာနာဘယ်တော့မှမရှိတာသူရင်းလာကြတော့စီးရမောကပြည့်တယ်သူမန်းဟုတ်လားသူမန်းပါဦးဗျာသူမန်းကသူမန်းကိုတတ်တယ်နော်ဘုရားရဲ့ဝေယဝဒဘာလို့လဲအဲ့ဒါကိုတန်ဖိုးထားရင်တော့ရမှာပေါ့အပြောလေသူတို့မကောင်းလို့လာပြောဆိုရမှာလားရပါဘူးရဘူးဘယ်လိုဖြစ်ဖြစ်ဝေယဝဒဆိုတာဒီနာထားတာမှာဘေးရောက်သူ့ဘောလို့ဘုရားဘာသာသားမှာဒီနာထားမှမြတ်တယ်ဒီနာထားတော့မှဘာလဲရပါတယ်ဗျာရပါတယ်ရဘာလို့လို့အဲ့တော့တရားသူလို့လာတယ်ဘုရားတရားပြောလို့သုံးအောင်နော်ဘုရားရှိမှပူဇော်ရဆိုတရားနဲ့လည်းဗျာဘုရားရှိမှပူဇော်ရတယ်ညာဘုရားရှိမှကျင့်ဖို့ရတယ်ဘုရားရှိမှလူတန်းဝင်ရဘုရားရှိမှကျင့်လာကျင့်ဝင်ရတယ်အဲ့ဒါပြောတာဗျာနော်အဲဒီကြီးတော့ဘာရလဲဘုရားရှိမှလူရရတယ်လူတန်းရတယ်နော်ဘုရားရှိတဲ့ပုဂ္ဂိုလ်မှလူတန်းရတယ်ဆိုတဲ့အကြောင်းကိုတရားပြောတာလေဘုရားပြောကြအောင်ဒီအလုံးကျတော့လေဒါလေးကိုစကြည့်ကြရအောင်အဘဘုံညာကရာဟစီပဂတိတော်မဝိတယောအာနာပုညဝန္ဒတာပုညဝန္ဒဝလက်ပရိအဘပုညကရာဟစီပဂတိတော်မဝိတယောပုညဝန္ဒတာဘုံကံကြီးမှပုဂ္ဂိုလ်များမှပါလင်သာရဏနဲ့ဗဗျာတိယမမူတဲ့သာနာတော်မြတ်ကြီးကိုသက္ကဏီတော်ပစ္စယဓမ္မနထာနာတို့ဖြင့်လောကကောင်လုံးပြည့်စုံအထုပ်ကိုဒီကိုလက်ပြလက်ပံကြီးမောက္ခပိုင်နိုင်ရရှိနိုင်ကြကုန်ရာတည်း
ဘုံကရှားပါဘုံကပါရှားပုဂ္ဂိုလ်များတို့သည်သာသနာ့နဲ့ဆိုတဲ့ဒီတော်မဲ့တဲ့တရဝသုညာသာသနာတော်မြတ်ကြီးကိုအဘဘုံညာပဂတိတို့ပစ္စယဓမ္မနထာနာတို့ဖြင့်လောကကိုယ်လုံးပြည့်စုံအားထုတ်ကိုပြီးလို့ကျူရန်ကိုပူဇော်ဖို့ကိုလာတော်ဗန်ဒီမုတ်ကြပိုင်ပိုင်ကောင်းစွာပိုင်ပိုင်မရရှိနိုင်ကြလေကိုရာတည်းဒီတော့အဲ့ဒါကဘုံကမရှိမှာဘူးလားတို့ဘုရားတော်ဘုံကရှိမှာဘယ်မှာဘယ်တော့မှရှားလို့မရဘူးဘယ်ဘာသာမှရှားလို့လည်းမရဘူးဘုံကရှိမှာတဲ့ဘုရားကိုပူဇော်မှုရဲ့ဒီလိုကဘုံကရှိတဲ့ပုဂ္ဂိုလ်ကမှဒီခိုးလို့ရတယ်ကျူလို့ရတယ်ဒါလေးပြောတာနော်ရသော်ဗျာလူနာဣပ္ပပူဇော်တဲ့လို့သုံးတဲ့ဘုံကဘယ်နေရာရှားဘယ်မှာရှားကြမရှိဘူးတဲ့ဘယ်ကဘာမှလည်းမရှားနဲ့ဘေဘာသာမှလည်းမရှိဒီဘုရားဘာသာတရားမြတ်ဘုရားလည်းဘုံကံကြွားလို့မရှိဘူးလို့ပြောတာနော်လူနိုင်ကပူဇော်တဲ့လူနိုင်တော်တဲ့ပူဇော်တဲ့ဖြစ်တဲ့ပူဇော်တဲ့ဘုံကံကြီးမားတဲ့မြတ်စွာဘုရားပြည်တော်လာတဲ့ဘုံကံရှိတဲ့ဒီသာနာကိုဘုံကံရှိတဲ့ဘာလဲသာနာနော်ဘုံကံရှိတဲ့ပုဂ္ဂိုလ်ထောင်ထားတဲ့ကြောင်းဘုံကံရှိရပဲအရှင်းအောင်နားတယ်နော်အဲ့ဒါနာမှာအကျင့်တရားတွေရှိတယ်ကိုကျင့်တရားတွေမရှိဘူးလားရှိပါတယ်ဗျာ။ကောင်းကျိုးချမ်းသာတွေရှိတယ်အဲ့ဒီအကျင့်တရားတွေကဘုံကံရှိတဲ့ပုဂ္ဂိုလ်မှာလူတန်းကိုရတယ်ပူဇော်ခွင့်ရတယ်နာကြားခွင့်ရတယ်အာထုခွင့်ရပါတယ်ဗျာ။ဘုံတော်ပါသေးလားဘာမှကျန်သေးလားကျန်တော့ပါဗျာ။ကျန်တော့ဘုံကံရှိမှတရားအာထုရှင်တာဟုတ်လေလားမှန်ပါပါဗျာ။ဘုံကံရှိမှဘုံကံတက်ပါတဲ့ပုဂ္ဂိုလ်မှာတရားနာကျင်တာအဲ့ဒါလည်းနားတယ်တော့နော်ဒီဘုံကဘယ်လောက်ရှိလဲဆိုတော့ကိုယ်ကသုံးလို့ရပြီဘုံပြောလိုက်အခုတော့လည်းစဉ်းစားလို့ရပြီမှန်လားဘုံကကြီးမှလည်းဘုရားသာနာဘုံကကြီးမှလည်းမြတ်စွာဘုရားတည်တော်တဲ့သာနာဘုံကရှားပါတဲ့ပုဂ္ဂိုလ်မရဘူးကြာနေတယ်လူနဲ့ဘုံကလူနှစ်ယောက်ကျင်းနေတာပြေးနေပြီးတော့လေဝေးနေပါဘူးနားလေလားလူနှစ်ယောက်ကကျင်းနေတာပြေးရင်ပြေးဝေးသွားရောအဲ့လိုဖြစ်သွားလိမ့်မယ်အဲကြောင့်နားလေလေတက်နေတဲ့ပုဂ္ဂိုလ်ပြောတာနားထောင်အဲတော့တရားကြီးကိုယ့်ကိုသူ့ဘဝရတယ်ဘုရားဘာလဲဖြစ်နေတယ်ရှုံးမခံနဲ့ဘာမခံနဲ့ရှုံးမခံနဲ့တရားကြီးမှာလမ်းမကြီးလျှောက်အမောင်းထဲမှာသံတော်လမ်းလျှောက်နေဘဝကြီးကြောက်ကြကောင်းတယ်နော်တို့များသိက္ခာကောင်းတယ်ဘုရားသာနာမိဘကိုရတယ်ဉာဏ်ပြုကိုရတယ်တရားကြီးအထုတ်ကိုရတယ်ပူဇော်ရရွတ်ပတ်ကိုရဝန်တာပြောရတယ်ပြည်တယ်နော်အရှုံးရအမြတ်ပေါ့ဘုရားဘာလဲဖြစ်နေဖြစ်နေဩမြတ်စွာဘုရားသာနာတို့ပြီးခိုးပြီးတော့ဒါသာတော်မကိုကြည်ဖို့မရဘူးလားရပါတယ်ဗျာပူဇော်ဖို့မရဘူးလားရပါတယ်ဗျာသူရမ်းဖို့မရဘူးလားရပါတယ်ဗျာဒီအဲ့လိုမြတ်စွာဘုရားသာနာမှာလေဘုရားကြီးမားတဲ့ဘုရားတည်တော်လာတဲ့သာနာတော်ကြီးကိုဘုရားရှိတဲ့ပုဂ္ဂိုလ်မှသာလျှင်အားထုတ်ခွင့်ရတယ်ဆောက်တည်ခွင့်ရတယ်တရားနာခွင့်ရတယ်ကျင့်သုံးခွင့်ရတယ်တရားဘာလို့လဲပစ္စယဓမ္မရတယ်ဘယ်နှမျိုးလဲပစ္စယရဲ့ဓမ္မရဲ့ဘယ်နှမျိုးလဲနှစ်မျိုးရှိတယ်သာနာပါနော်ဒီလိုအခုပဲဘာလို့ပစ္စယဟောဓမ္မဟောမောပြောလို့ဓမ္မစမလို့လည်းကုသိုလ်ရပစ္စယဆိုတာသွန်သင်္ကန်းကြောက်စီပစ္စည်းလေးပါးဆိုတာပစ္စယကျလားဓမ္မဆိုတာပါလေတရားလို့ပြောတာဓမ္မဆိုတာတရားပူဇာရောက်တယ်ဆိုတာဓမ္မတရားလို့ပြောတာနော်အေးတို့ရှင်းပြတာဉာဏ်ကနာပဲတိဋ္ဌတာပဲဘာလို့တရားတွေ့ရပဲလို့ပြောတယ်အဲ့ဒါကြီးဟာဒီကိုကောင်းရင်ရောဒီတိုင်းဒီတရားရှင်ကိုဘုရားဆိုသူတို့မှဆွလာတာမပြီးဘူးလားပြီးပါတယ်ဗျာအဲ့ဆွလာတာတရားကိုပူဇော်ရောက်တာပဲမှန်လားမှန်ပါပါဗျာကိုယ်ဟုတ်ပြီလေကိုယ်လေးကဒီတော့တရားဒီကဘုရားကအများကြီးတော့သိကြဘူး80ကျော်90ကျော်ကျင့်မရအောင်အဲ့ဒီတရားကြီးသူတို့ကမှတည်ခွင့်ရအောင်ပြုကြတာလူတာဒါကမှနေပဲအဲ့တော့တရားနဲ့ပူဇော်မရဘူးလားရောက်ပါတယ်ဗျာဒါတော့ဥဒ္ဒနေရတော့နေရတယ်ဘုရားတွေ့အဲ့ဒီဟောဒီတရားထွက်လာပြီးသွားတော့ရန်တိကတရားကြီးလူပြီးသွားရောဘာပြီးသွားလဲဒီတရားကြီးပြောပါတရားလဲဒီတရားပါဗျာ
ရလိုပူတော်ကိုဆိုတာပြည့်တဲ့တမန်လို့ထင်နေလို့မြတ်စွာဘုရားကတော့ဘုံကံရှိတဲ့ပုဂ္ဂိုလ်ကလူလို့ရတယ်ကြလားဘုံကံရှိမှလို့သူများသူပဲကောင်းတာရတာမှာသင်္ကန်းဝဲတရားကြီးအထုတရားကြီးရွတ်ဘာတကောကိုကျင့်နေကိုယ့်ဘောကျင့်နေအောင်လေကြလားကိုယ့်ဘောကိုကျင့်နေအောင်လေကမရှိတာရှိတာဘုန်းကြီးကပြောတယ်ရှိတယ်စင်းရဲတဲ့ကျမ်းသာကတန်တရားစင်းရဲကျမ်းသာကတန်တရားပါဗျာနောက်တစ်ခုကဘာဝတရားဟုတ်လားဒီမှာစင်းရတာဘုရားဘာလို့စင်းရဖို့အများကြီးမလားဆန္ဒရဖို့စင်းရဖို့လေရှိပါတယ်အဲ့ဒါတန်တရားဘာဝတရားအဲ့တော့ကိုရတဲ့ဘဝလေးကိုကျင့်အောင်ကြိုးစားကြပြောကိုရတဲ့ဘဝကိုကျင့်အောင်ကြိုးစားပါဗျာတခုရှိတယ်တော့ကျင့်တဲ့ဆိုတော့ကိုယ့်ဘဝမှာကိုယ်လိုရှိမှကျင့်ရမှာဗောမှန်လားကိုယ်မရှိရင်ဘောဘောဒီဘောဘောစားလို့မရဘူးမကျင့်နိုင်ဘူးဒါရီသူများမပြောလို့ကိုယ့်ကိုယ်ကမကျင့်နိုင်ဘူးလားအဲ့ဒါကိုရရှိတဲ့ဘဝလေးကိုကျင့်အောင်နေကြပြောရရှိတဲ့ဘဝကိုကျင့်အောင်ကြိုးစားမှာဗောမှန်လားကျိုးစားမှာဗောကျိုးစားတာပဲဒီလိုကျိုးစားတာမကျိုးစားမရဘူးမထူအောင်တို့ကမထူစားခင်လို့ပါနဲ့လို့ပါပြည့်စင်ညခဏလေးကျင်းလိုက်ရတာအမားတို့ဘုလူတွေမှားတာဘုန်းကြီးမှားတာသိတယ်မှားတာပေါ့အမားတို့ကိုကြည့်အောင်နားလည်ပြီးကြလားအဘိဓါဘာလို့လဲမပြောနဲ့သူကဘုလူတွေကိုလည်းမှားတယ်ဘုရားပါလို့ကြာနော်ဘုရားရတာမှာမဟုတ်ဘုရားရတာမှာလွယ်လို့ဘုလူတွေကဘာလို့အမှားနေနေပြီသူ့မှာလည်းအမှားတယ်ကို့မှာလည်းမှားတယ်နားလည်ပြီနော်ဟုတ်ရဲ့ဆူရာဆိုတဲ့နားလည်ပါလေကြလားဆူရာစိတ်တာပြည့်တဲ့ယူလှန့်ပေးတာကြလားကြောင့်မလာရဲအောင်ကြလားဘုရားလူရှုလိုက်ကြလဲရှင်းရကြလားရှင်းရကြပါဘူးအဲ့ဒါကြောင့်မုထည့်ပြီးတော့အဲ့ဒါမုထည့်ပြီးရှင်းရပါတယ်သူကလေကြောင့်မလာဘူးကောင်းဘယ်တော့ဆောလို့လာဘူးဆောလို့လာဘာကြောင့်ဆောတော့မကြောက်လာတော့ကောင်းပါလေကောင်းလားကောင်းတယ်တော့ကောင်းတယ်ဒါပေမဲ့ဘုရားသိစူးရနေတယ်သိတယ်ဘူးကြလားဘုရားနားလည်ပြီနော်ဘုရားရေးတာကမာကြီးတာမှာအနည်းနဲ့အစိတ်တော့သုံးတယ်ပြီးပြီးတဲ့အခါကျလုံးဝဘုရားကြားလို့မရဘူးကြားလားရေးတာမှာအနည်းကအစိတ်30 40လောက်ရှိပြီးအကုန်တည်ခဲ့တာပြိတ်စိတ်နေတယ်ဖြစ်လို့ကောင်းစားလို့ကောင်းရားလို့ကောင်းတဲ့နေရာနေရာခဲ့တာနေရာလေးရှင်းမိုင်းလို့လိုက်လို့တိတ်စိတ်နဲ့ဘုရားနေရာခဲ့တော့အစိတ်ဆူညာလို့မရဘူးကြားလားအဲ့ဒါကြောင့်နည်းနည်းလေးသိတာမျိုးဘုန်းကြီးတို့နားလည်ကြလားကိုယ်စိတ်နဲ့ဆဲမယ်ဆိုရင်လေသူမှာဘာလို့လဲမကြည့်နဲ့ဘုရားနားတယ်ပြောတယ်အော်ပြောပါသည်ဒီမကြလို့ဒီသနာစရာပေါ့ဘာလို့သနာစရာလေးလူကမလို့ပြောမဖို့လေနားလည်းပြလဲပါလေကိုကြီးနားလည်းမပြီးလေဒါလည်းတက်ဖို့ဝယ်ကြီးတယ်တော့မရဘူးတော့သူကိုရှောင်သွားရလားတော့သူကိုရှောင်သွားကြရောအဲ့ဒါကိုယ့်ကိုဘုရားကြီးဘုရားကြီးမှတို့တော်ဘုရားလူနာပြမှာတက်လို့ပါလိတရားမြတ်တော့တက်ရသူဘုရားပဲဘုရားကြီးမှမြတ်စွာဘုရားတီတော်နဲ့တာနာသူဘုရားကြီးမှလို့ဒီလိုဆောက်လို့ရတယ်မှန်လားတရားကြီးနာခွင့်ရတယ်ရင်းမြတ်လို့စိတ်ဓာတ်ပေါ့နော်တေတန်ကြစိတ်ဓာတ်ခုမှလည်းတိတိကျကျပြောသူဘုရားပါကဘာကြည့်ကြည့်ရဲ့ကြားလားယန္တိသာတိရဲ့ဒုလေလူဒီကံကိုပြည့်စုံတာအဒုလေကျော်လူတိရဲ့သာတတ်တွေရတယ်။ဘာတိရဲ့ဘေဘာသာကောင်းမှဆိုတော့တိရဲ့ဘေဘယ်ကောင်းလဲဆိုရင်လူတိကမကောင်းတာပြည့်တယ်မတိတာသူတို့ပြည့်တယ်ကြီးတယ်။ဘာပြောလဲဝေဝတ္တကုသိုလ်ဆိုတော့အတူချင်းလေးရကိုလည်းမရဘူးလား။အော်တို့ကံကုသိုလ်ရကိုဝေဝတ္တကုသိုလ်ရအဲ့ဒါလည်းလက်ချသူ့ပေါင်းစုတော့မြတ်ဝရမယ်။ကိုရတဲ့ကုသိုလ်တွေကိုလက်ဒီကိုများပြရတယ်ကြလား။ကျွန်တော်ဆွမ်းဆွမ်းပါလေ။ကျေရတာဒီလိုဆိုရှင်မြတ်ဘုရားဒီတော်များသည်ဒီကဘုရားအမွေလေးဖြစ်သောဘုရားတရားတန်ခါဘုရားသုံးပါးမြတ်ဆုံးတရားကိုယုံကြည်အားထားဘုဝေစီကဒီမှာပြု၍ဘုရားတရားတန်ခါဘုရားသုံးပါးဤသုံးပါးဖြစ်သောဒါနသီလဘောနာပေါခုရေကောင်းမှုကိုဤတော်များသည်ဘုံကံကြီးမှမြတ်ဖရာဤဘုံကံကြီးမှသာသနာတော်မြတ်ကိုဤခုခွင့်
ကြည်ယုကွန်းနာကြကွန်းအာထုတ်ကွန်းရကြဖြစ်၍ရည်အားလျော်စွာဒီတော်များသည်သွမ်းနိုင်သလောက်ရည်စင်နေတိုင်းရစဉ်လာတိုင်းဖြစ်စဉ်နေတိုင်းဒါနသီလဘောနာပေါင်းစုရကောင်းမှုကိုမြဲမပြတ်ပြုလို့အထုပ်ပြီးရင်ဒီနေ့ယခုမြတ်စွာဘုရား၏သာသနာတော်မြတ်ကိုစေပါပရိက္ခာသုံးဝန်စွာဖြင့်ဆရာတော်နှစ်ပါးအားတန်ထက်မင်္ဂလာပြုလုပ်ပြီး၍ဒီလိုယနေ့ဖြစ်တော်ပါယနာသူတော်တို့၏ယနေ့ဖြစ်တော်ပါယနာတို့ကိုဘုရားကြီးမှာလက်တော်ဘုရား၏သာသနာတော်မြတ်ကိုပူဇော်သောအဖြစ်စေပါပရိက္ခာသုံးလုံးစွာဖြင့်သူရမ်းပါ၏ပူဇော်ပါ၏ပြုလုပ်ပါ၏ရှင်ဘုရားဘုမြတ်မသာဘုလူဤလူဝဲကိုကြောင်းပြု၍ဘုရားမှုရှိသောသံဃာတော်ရှင်လူများများနှင့်တကွာရလေးမျက်နာမှရောက်လာကြသောသတ္တိတတို့ကိုဘုံမြတ်သောသံဃေဝေဘောဇင်တို့ကိုစေနာသုံးတန်ပြတ်ထမ်း၍သူရမ်းပါ၏ပူဇော်ပါ၏ပြည့်စုံပါ၏ရှင်ဘုရားဤကောင်းမှုကြောင့်ဒီအထူးရှင်မိသားစုနှင့်တကွာဒီရများသည်ဒီမှာစ၏ဒီယံခတိယောဂခတိရှိယခတိကြောင့်ကြခတိသို့ဤခတိဥပံခတိပါရမီကောင်းကျိုးချမ်းသာတည်တည်မင်္ဂလာဤဥစ္စာဘုရားပြတို့သည်ဒီစဉ်ဒီတိုင်းရစဉ်လာတိုင်းပြည့်စင်တဲ့တိုင်းဒီဝချမ်းသာရပါလို့ဤချမ်းသာပြီးရင်မြတ်စွာဘုရား၏ဘုကံကြီးမှသာသနာတော်မြတ်ကြီးကိုတခုပဲ့သို့ပစ္စယဓမ္မအထာနာတို့ဖြင့်သူရန်ခွင့်ပူဇော်ခွင့်ရှိမြောက်ခွင့်ဒီခုခွင့်ရရှိပြီးရင်မြတ်စွာဘုရား၏တရားတော်မြတ်ကိုကိုယ်တိုင်ကိုယ်ရကျင့်သုံးပြီးရင်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှဉာဏ်နိဗ္ဗာန်ကိုအဉာဏ်ပူဉာဏ်ဖြင့်လင်းမြန်စွာရရပါလို့ဤရရပါလို့ဤရှင်ဘုရားဒီကောင်းမှုဤဘုရားကကိုကျေးဇူးကြီးမှမိဘဘိုးဘွားဆရာသမားတို့ဟာဒီကောင်းမှုဖြင့်အမြတ်အမြတ်ပေးဝေပူဇော်ပါ၏ပူဇော်နဲ့အိမ်ဆောင်နဲ့ဆံဆောင်နဲ့လမ်းဆောင်နဲ့ရက်ွက်ဆောင်နဲ့ယူဆောင်နဲ့သေးဆောင်နဲ့သာသနာတော်ဆောင်နဲ့ဒီတော်များ၏ကောင်းမှုဖို့ကိုမြတ်ရကြ၏ဝမ်းမြောက်မှုမောသာဓုခေါ်၏ကိုယ်စိတ်နှပြကျမ်းမာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်လမ်းပြကြသည်ဖြစ်ကြပါစေကုန်သောအားလုံးသောကြောင့်မြတ်ဘုရားဘုရားသူရှင်မိသားစုများနဲ့တကွာသိတဲ့များတရားကိုယ်လုံးဘေးရင်းနဲ့တော့ရောဂါတို့ကကိုကြမှာစိတ်ချမ်းသာရေး
လူရဆန္ဒမှာလည်းအလုံးပြည့်ဝနေကြပါစေနှလုံးသွင်းအိတ်ကြရအစရဆင်းကြပါစေလူကြီးအောင်ပါပြီလူတော်ပွဲကြီးအောင်မြင်ခဲ့ပါပြီလူကြီးအောင်ပါပြီလူတော်ပွဲကြီးအောင်မြင်ခဲ့ပါပြီဒါသာမိုးလေးရွာသွန်းဖြူတဲ့ဒီလူပွဲတော်မဟာကြီးအောင်ပါပြီတမင်ရဲ့ချောင်းစိတ်ကောင်းကြီးကကြအောင်မောင်တီလူတဲ့ဒီနေ့လူတော်ပွဲကြီးအောင်မြင်ပါပြီလူကြီးအောင်ပါပြီလူတော်ပွဲကြီးအောင်မြင်ခဲ့ပါပြီလူကြီးအောင်ပါပြီလူတော်ပွဲကြီးအောင်မြင်ခဲ့ပါပြီဒါသာမိုးလေးရွာသွန်းဖြူတဲ့ဒီလူပွဲတော်မဟာကြီးအောင်ပါပြီတမင်ရဲ့ချောင်းစိတ်ကောင်းကြီးကကြအောင်မောင်တီလူတဲ့ဒီနေ့လူတော်ပွဲကြီးအောင်မြင်ပါပြီပြုသမျှဒါနာခုပါကကိုရေစက်ချမြဝေကြာကြာသမျှတာရုခေါ်လို့ကုလူယူသည်ဒီလူပွဲကြီးအောင်ပါပြီမဟာပထဝီမြေကြီးတောင်းဟီသွားအောင်တသေးကြီးလူကြီးအောင်ပြီလူကြီးအောင်ပြီလူကြီးအောင်ပြီရွှေမိုးငွေမိုးရွာတော့ကကြည်လူပြုံးများညဝီကလိဗန်ထုတ်ပတ်ဖြစ်စေမည်လူပွဲကြီးအောင်မြင်ခဲ့ပါပြီပြုသမျှဒါနာခုပါကကိုရေစက်ချမြဝေကြာကြာသမျှတာရုခေါ်လို့ကုလူယူသည်ဒီလူပွဲကြီးအောင်ပါပြီမဟာပထဝီမြေကြီးတောင်းဟီသွားအောင်တသေးကြီးလူကြီးအောင်ပြီလူကြီးအောင်ပြီလူကြီးအောင်ပြီရွှေမိုးငွေမိုးရွာတော့ကကြည်လူပြုံးများညဝီကလိဗန်ထုတ်ပတ်ဖြစ်စေမည်လူပွဲကြီးအောင်မြင်ခဲ့ပါပြီလိဗန်ထုတ်ပတ်ဖြစ်စေမည်လူပွဲကြီးအောင်မြင်ခဲ့ပါပြီလိဗန်ထုတ်ပတ်ဖြစ်စေမည်လူပွဲကြီးအောင်မြင်ခဲ့ပါပြီလိဗန်ထုတ်ပတ်ဖြစ်စေမည်လူပွဲကြီးအောင်မြင်ခဲ့ပါပြီပျော်ရွှင်ကြည်နူးချမ်းမြေဝေအလူတော်အောင်ဝေးနှွေးကြမေတောင်းတိုက်ကချမ်းစီကွယ်ပြုံးမမြတ်ကိုစီပွင့်ညတယ်အောင်ဝေးကန်နဲ့အပြုံးဆုံးနေပါခွဲသူမတလူရဲ့ပြောကြတယ်အလူမတမှုကိနှွေးကြမေဒူးချမှုလေးရဲ့စီချမ်းနေညီအောင်ကားကြမေအောင်ဝေးကန်မကြွားလိုက်နေပါခွဲဒီရဲ့ကဲတဲ့အလူပွဲကြီးအောင်မီပြောစရာကောင်းတဲ့အလူပွဲကြီးအောင်မီဒီရဲ့ကဲတဲ့အလူပွဲကြီးအောင်မီပြောစရာကောင်းတဲ့အလူပွဲကြီးအောင်မီအောင်မြင်မှုထိတ်မှန်ဒီနေ့မှာပုံရပြူအပိတ်ခေါ်ပါရဲ့ Hey 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 la no hey 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 la ja hey 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 la no hey 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 la ja
။